မင်္ဂလာပါခင်ဗျာကျွန်တော်ယခုဆက်ပြီးတော့ပြောပြမယ့်အကြောင်းအရာလေးကတော့ဒီ Google Flow AI မှာပုံနေဗီဒီယိုတွေထုတ်တဲ့နည်းလမ်းလေးရဲ့အဆက်ပေါ့နော်အဲ့ဒီဆက်လေးကိုဆက်ပြီးတော့မှပြောပြပေးမှာဖြစ်ပါတယ်ယခုနည်းလမ်းလေးကိုဆက်ပြီးတော့မှပြောပြဖို့အတွက်ပေါ့နော်အရင်ဦးဆုံး VPN လေးချိန်လိုက်ပေါ့နော်VPN လေးချိန်လို့တေချာသွားပြီဆိုလို့ရှိရင်စတင်အသုံးပြုလို့ရပါပြီစတင်အသုံးပြုဖို့အတွက်ကျွန်တော်ဒီ Chrome လေးကိုကျွန်တော်ဖွင့်လိုက်ပါပြီဒီ Chrome လေးကိုဖွင့်လိုက်ပြီပေါ့နော်ကျွန်တော်ယခုဆက်ပြီးတော့ပြောပြမယ့်အကြောင်းအရာလေးပေါ့နော်ကျွန်တော်တို့ဘာကိုပြောပြမလဲဆိုလို့ရှိရင်ကျွန်တော်တို့ပုံထုတ်တဲ့နည်းပေါ့နော်ကျွန်တော်တို့ပုံထုတ်တဲ့နည်းလေးကိုပြောပြမှာပါကျွန်တော်ပုံထုတ်မယ်ဆိုတော့အရင်ဦးဆုံးကျွန်တော်တို့ဒီမဲ့ဗီဒီယိုဆက်လေးကိုအရင်ပြင်လိုက်ပေါ့နော်ဒီမှာဒါလေးကကျတော့ဗီဒီယိုဖြစ်နေတာပေါ့နော်ကျွန်တော်တို့ရခင်ထုတ်ထားတဲ့ဟာလေးကိုမှတ်ထားပေးတာပေါ့နော်ဒါလေးကိုကျွန်တော်တို့ပြင်မယ်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်တစ်ချက်နှိပ်မယ်ကျွန်တော်တို့ကပုံထုတ်မှာဆိုတော့ဒီမှာကတော့ image ကိုယူရမှာပေါ့နော်ကျွန်တော်ပုံထုတ်မှာဆိုတော့image ကိုရွေးမယ်ပြီးလို့ရှိရင်ဒီမှာကတော့ channel ပိုင်းကတော့တစ်ချက်နေပြီပေါ့နော် image ကိုအရင်နှိပ်လိုက်မယ်နှိပ်လိုက်မယ် ratio ကတော့ data နဲ့မယ်16ကိုပဲထားမယ်ပေါ့နော်ကျွန်တော်က16ကိုပဲထုတ်မှာဆိုတဲ့အခါကျတော့ဒီမှာလဲ model ကတော့ဒီမှာတော့ကျွန်တော် nano banana 2ပဲထားမယ်ပေါ့နော်ပြီးရင်တပုံပဲထုတ်မယ်တပုံမထုတ်ပါဘူးကျွန်တော်ဘယ်လောက်ထုတ်လိုက်မလဲဆိုတဲ့အခါကျတော့ထားပါကျွန်တော်နှစ်ပုံတော့ထုတ်နိုင်ပြီဗျာနော်ဒါကျွန်တော် H2 ကိုနှိပ်လိုက်မယ်ကျွန်တော်နှစ်ပုံထုတ်မယ်ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရေးထားတာလေးကမှန်သွားပြီ image မှန်သွားပြီကျွန်တော်16ကိုမှန်ပြီ nano banana 2မှန်ပြီကျွန်တော်နှစ်ပုံထုတ်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ကကျတော့ဒီ screen လေးကိုဖြောက်လိုက်မယ်ဒီကလေးတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်တစ်ချက်နှိပ်လိုက်မယ်ရပြီဒါဆိုပျောက်သွားပြီပေါ့နော်ဒါဆို print ရေးဖို့ကအဆင်သင့်ဖြစ်ပြီပေါ့နော်ကျွန်တော်ဒီတခါကကျတော့ကျွန်တော်မြန်မာလူလေးစမ်းကြည့်မယ်ပေါ့နော်မြန်မာလူလေးစမ်းကြည့်မယ်ရေးထားတာလေးကတော့နည်းနည်းတိုးတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်မယ်ဒါလေးကိုကျွန်တော် select ပေးလိုက်ပြီနော်ဒါလေးကို select ပေးလိုက်ပြီဒီမှာကကျတော့အရင်ဦးဆုံး select မပေးခင်မှာပေါ့နော်ကျွန်တော်ယခုပြမယ်နည်းလမ်းကကျတော့ဒီမှာကျွန်တော်က reference image ထည့်ပြီးတုံးမှာပေါ့နော်ဒါလေးကိုကျွန်တော်ကပြချင်တာreference image တုံးမှာဆိုတဲ့အခါကျတော့ကျွန်တော်ဒီမှာအပေါင်းလက္ခဏာလေးရှိရနော်ဒါလေးကိုနှိပ်လိုက်ကျွန်တော်တို့ image ကိုတုံးမှာနော် reference image ကိုတုံးမှာနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒီလိုလေးတက်လာမယ်နော်ဒါလိုတက်လာမယ်ယခုကျွန်တော်တို့မြင်ရတဲ့ view ကိုကျွန်တော်တို့ mobile view လို့ခေါ်တာပေါ့နော်ကျွန်တော်ဒီဖုန်းမှာမြင်ရတဲ့ view ဒီ view တိုင်းမှာကျွန်တော်ထားမယ်ပေါ့နော်ထားပြီးဆိုလို့ရှိရင်ကျွန်တော်ဒီမှာများလေးထောင်နေရတွေ့လိမ့်မယ်နော်ဒီမဲ့များလေးထောင်နေနော်ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်နော်ဒါလေးကိုတစ်ချက်နှိပ်မယ်ဒါဆိုရင်သူကကျတော့ဒီကကျွန်တော်တို့ကင်မရာလေးကိုရောက်သွားတာပေါ့နော်ဒီထဲမှာပေါ့နော်ကျွန်တော်တို့အတုံးပြုမဲ့ image လေးကျွန်တော်ယူလိုက်ပေါ့နော်ဒီမှာတော့ကျွန်တော်ရှာတော့ပုံလေးကိုကျွန်တော်တစ်ချက်ယူလိုက်မယ်ပေါ့နော်ကျွန်တော်တစ်ချက်ယူလိုက်မယ်နှိပ်လိုက်ပြီပေါ့နော်ပြီးပြီဆိုလို့ရှိရင်ဒီမှာဒန်းကိုလာနှိပ်မယ်ပေါ့နော်ကျွန်တော်ဒန်းကိုလာနှိပ်မယ်နော်ဒန်းကိုနှိပ်လိုက်မယ်ဒီမှာကတော့သူက make sure necessity right ပေါ့နော်သူကဒီ funny ဘာတွေအလုံးလုံးတယ်ဆိုရင်သူတို့ရဲ့ဟာလေးကိုလိုက်ပြီးတော့မှ C-mini ကိုလိုက်နာမယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့ I agree ပဲနှိပ်ပေးလိုက်ပေါ့နော်ကျွန်တော်တို့ဒီမှာ I agree ပဲနှိပ်ပေးလိုက်ပြီနော်ဒါဆိုလို့ရှိရင်ဒါပုံလေးကဒီမဲ့အရင်ဦးဆုံးဒီပေါ့နော် upload လုပ်နေပေါ့နော်ခဏလေးစောင့်ပေးလိုက်ပါနော်ဒါဆိုလို့ရှိရင်ဒါပုံလေးကရသွားပြီပေါ့နော်ဒီမဲ့ပုံလေးကအပေါ်တင်တာအောင်မြင်သွားပြီနော်ရစေအဲ့လေးကျွန်တော် select ပေးလိုက်မယ်တစ်ချက်နော် select တစ်ချက်ပေးလိုက်မယ်နော်ဒါဆိုဒီမှာကြည့်ပုံလေးကဒီကိုရောက်လာပြီနော်ပုံကဒီကိုရောက်လာပြီဒါကကျတော့ကျွန်တော်တို့ဒီgallery တွေကမိမိတို့တုံးနေတဲ့ပုံပေါ့နော်ဒီမဲ့gallery တွေကနေယူပြီးတော့မှပေါ့နော် reference image နဲ့တုံးနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီလိုလေးထည့်ရတယ်ပေါ့နော်ဒီလိုလေးထည့်ပြီးတော့မှဒီလိုလေးရွေးရတယ်ပေါ့နော်ဒါဆိုဒီမှာကတော့ရောက်လာပြီဆိုကျွန်တော်တို့ဒီမှာ print ရေးမယ်နောက် print ကကျွန်တော်မြန်မာလိုပဲကျွန်တော်ရေးလိုက်မယ်ကျွန်တော်တစ်ချက်နေမယ်နော်ကျွန်တော်ရေးထားတာလေးကနော်မြင်အောင်လို့ကျွန်တော်ဒီလိုရေးလိုက်တယ်ဒီမဲ့နော်ပို့ပေးလိုက်တဲ့ reference image ကိုကျွန်တော်တို့ဒီမဲ့နော်ကျွန်တော်စာလေးဖတ်ပြမယ်ပို့ပေးလိုက်တဲ့ reference image ကိုတရားပွဲထဲမှာဆရာတော်တရားဟောနေတဲ့ပုံထုတ်ပေးပါနော်ဒါတစ်ချက်ပေါ့နော်ဆရာတော်ရှိမှဒီတရားနာတူတွေများလဲပါရပါမည်ဒါပါတယ်ပြီးတော့ဆရာတော်မျက်နှာအနေထားအတိုင်းအနိစ္စဆုံးတွန်းပေးပါဘာလို့ကျွန်တော်ဒီမှာအနိစ္စဆုံးလို့ကျွန်တော်ရေးရလဲဆိုတော့ခါကျတော့သူကဒီဆရာတော်မျက်နှာရဲ့မူရင်းတိုင်းသူရေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ flow ကကျတော့ဒါကသူတို့ရဲ့ဟောကိုဖောက်ဖြစ်တယ်ဆိုပြီးတော့မှပေါ့နော်ဒါပုံကမထုတ်ပေးဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတတ်တယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာအနိစ္စဆုံးလို့ကျွန်တော်ကထည့်လိုက်တာပေါ့နော်ဒီမှာတော့ကင်မရာ shot ကတော့ကျွန်တော် white shot နဲ့ထုတ်မယ်ပေါ့နော်မြင်ကွင်းကျဲပေါ့နော်တရားနာတူလည်းမြင်ရမယ်ဆရာတော်လည်းမြင်ရမယ်ပေါ့နော်ကင်မရာ shot ဒါလေးကလောလောဆယ်ကျွန်တော်ရေးထားတဲ့အတိုင်းလေးကိုကျွန်တော်ကထည့်လိုက်တာပေါ့နော်ဒါပေမဲ့ဒီမှာတော့ detail တွေကတော့လိုအပ်ချက်တွေကတော့ရှိတာပေါ့နော်ကျွန်တော်လောလောဆယ်ဒီတိုင်းလေးထုတ်ကြည့်မယ်နော်
ကျွန်တော်တင်ထုတ်ကြည့်မယ်ဒါဆိုရင်ရပြီပေါ့နော်ရပြီဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီအောက်မှာညာလေးကိုကျွန်တော်နှိပ်လိုက်ရုံပဲပေါ့နော်ညာလေးကိုနှိပ်လိုက်ရုံပဲဒီမှာတော့ကျွန်တော် microphone တွေပါတယ်ရတယ်မထည့်ထားဘူးပေါ့နော်ဒါအကုန်လုံးကိုကဒီတေးပေါ့နော်မိလူချင်းနဲ့ပုံစံလိုက်ရချင်တယ်ဆိုရင်တော့ဒီတေးထပ်ထည့်ပေါ့နော်တရားနာရတူတယ်ဆိုလို့ရှိရင်လည်းဘယ်လိုမျိုးထိုင်စီမယ်ဘယ်လိုမျိုးပေါ့နော်စတာတေးပေါ့နော်အင်ဂျီကာလာတွေကစတယ်လို့ထည့်လို့ရတယ်ပေါ့နော်လောစီတော့ကျွန်တော်ဒီတိုင်းလေးပဲကျွန်တော်စမ်းကြည့်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်အဓိကပြချင်တာကကျွန်တော်ဒီ reference image ကိုကျွန်တော်ဘယ်လိုထည့်ရတယ်ဆိုတာကိုကျွန်တော်ပြချင်တာပေါ့နော်ဒါပြတော့ရေးပြီးသွားပြီပေါ့နော်ဒါဆိုကျွန်တော်ဒီမှာမြားလေးကိုကျွန်တော်နှိပ်လိုက်မယ်မြားလေးကိုနှိပ်လိုက်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကနှစ်ပုံလို့ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒါနှစ်ပုံတန်းပြီးတော့ကျွန်တော်တို့ထုတ်နေပြီပေါ့နော်ရကနှုံးလေးတွေပြနေပြီနော်ရကနှုံးလေးတွေပြနေပါပြီပုံထုတ်တဲ့အခါမှာကျွန်တော်တို့ကဒီဆရာတော်ပုံရဲ့မူရင်းပုံအတိုင်းဆိုရင်မှအဲ့လိုတွားရေးလိုက်မယ်ဆိုရင်ကျတော့ကျွန်တော်တို့ပုံကဒီမဲပေါ့နော်ဒါဆိုလို့ရှိရင်အခုတော့မှဒါကျွန်တော်ပို့လိုက်တာဒီမဲကြည့်တာနော် the generation ဒါကျွန်တော်တို့တပုံကမထုတ်ပြဒီမဲကြည့်နော်ဒါလေးတက်လာတယ်the generation violence our policy ဆိုပြီးတော့မှာပေါ့နော်ကျွန်တော်တို့ဒီ prompt တွေကိုပြောင်းရေးခိုင်းနေပေါ့နော်ဒါမျိုးတွေဖြစ်တယ်ဒါဆိုရင်သူကတော့ဒါတလုံးထုတ်ပေးလာတယ်ပေါ့နော်ဒီလိုလေးဒီပုံတစ်ပုံကတော့ကျွန်တော်ထုတ်ပေးလိုက်တယ်ပေါ့နော်သူကဒါကြောင့်မို့လဲကျွန်တော်တို့ဒီနာမည်ကြီးတဲ့ဒီပုံတွေပေါ့နော်ဆရာတော်ဘုရားကြီးတို့ဘာလို့ဆိုလို့ရှိရင်ဒီလိုလေးတွေဖြစ်တတ်တယ်ပေါ့နော် policy ဒီလိုလေးဖြစ်တယ်ဆိုလို့ရှိရင်ကတော့ကျွန်တော်တို့ဒီချက်ကြီးဗီဒီယိုပြန်သွားပေါ့နော်ဒီ prompt ကိုဘယ်လိုရင်းအဆင်ပြေမလဲဆိုတော့မှာပေါ့နော်တာပြီးတော့ကြံတောင်းပေါ့နော်ဒီလိုအပေါ်ကလိုမျိုးဖေးပြလာတဲ့ခါကျရင်ပေါ့နော်ဒီအပေါ်ကလိုမျိုးဒါမျိုးဖေးပြလာတဲ့ခါကျလို့ရှိရင်ကျွန်တော်ဒီ prompt တွေကိုကျွန်တော်ချက်ကြီးဗီဒီယိုမှာဒီဘာလည်းဖြစ်ဖို့ policy မညှိဖို့အတွက်ကျွန်တော်တို့ဘယ်လိုလေးပြင်ရမလဲဆိုတော့သွားတောင်းပေါ့နော်ဒါပထမတစ်ပုံကတော့သူထုတ်ပေးလိုက်တယ်နော်ဒီမဲ့မုံလေးကျွန်တော်တစ်ချက်နှိပ်ကြည့်အောင်ပေါ့နော်ကျွန်တော်တစ်ချက်နှိပ်ကြည့်မယ်ဒါတော့ဒီမဲ့ဒါတော့ကျွန်တော်တို့ကကျတော့ဒါ prompt ကို detail ကိုကျွန်တော်တို့မရေးလိုက်ဘူးပေါ့နော်မရေးလိုက်တဲ့အခါကျတော့သူကတော့သူစင်ပြီးလို့ထုတ်ပေးခဲ့တာပေါ့နော်ဒီပုံနေထားတော့ကိုလိုချင်တာကဘယ်လိုလိုချင်တာလဲပေါ့နော် detail တွေပါတယ်ပြန်ရေးပေါ့နော်ဒါဆိုဒီမှာ mic တွေပါတယ်ပါကျွန်တော်ဒီထည့်ပေးထားတယ်ပေါ့နော်ဒါတော့တရားဟောနေတဲ့ပုံပေါ့နော်ဒါကတော့ကျွန်တော်အဓိကဒီ lesson လေးမှာအဓိကပေါ့နော်ပြပေးချင်တာကကျတော့ကျွန်တော်ဒီ reference image ကိုဘယ်လိုထည့်ရတယ်ဆိုတာလေးကိုကျွန်တော်ပြပေးချင်တာပေါ့နော်ဒါကြောင့်မျက်စိလည်နေမှာဆိုတော့ gallery တွေကပေါ့နော် image တွေယူတုံးနေတယ်ဆိုလို့ရှိရင်ဒီလိုလေးသုံးရတယ်ပေါ့နော်ဒါဆိုရင်ရပြီပေါ့နော်ဒါပုံတိန်းတာတော့ကျွန်တော်ထပ်ပြီးမပြတော့ဘူးပေါ့နော်ပုံတိန်းတာတော့ထုံးစံတိုင်းပဲကျွန်တော်ဒီမှာမြားလေးကိုနှိပ်မယ်ဒါကိုကအကြည်ပါရှင်းလို့ရှိနေဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာ2 pin နဲ့တောင်းလိုက်ပေါ့နော်ဒါ2 pin နဲ့တောင်းလိုက်ကျွန်တော်ကတော့မတောင်းတော့ပါဘူးဒါတော့ကျွန်တော်ဒီ reference image နဲ့ကျွန်တော်ပုံထုတ်တဲ့နည်းလမ်းလေးတွေကိုကျွန်တော်ပြပေးတာပေါ့နော်တကယ်လို့ဒီကဖြည့်ပြတဲ့ဥစ္စာတွေကိုပြန်စမ်းနေတယ်ဆိုလို့ရှိရင်လည်းဒီက refresh ဆိုလေးနေပြီးတော့စမ်းကြည့်လို့ရတယ်ပေါ့နော်ဒါလေးကိုလည်းနှိပ်ပြီးတော့စမ်းကြည့်ပေါ့နော်မရဘူးဆိုရင်တော့ကျွန်တော်စောစောကပြောတော့ပဲကျွန်တော်တို့ ChatGPT တို့ Gemini တို့မှာတွားပြီးတော့အကူအညီတောင်းပေါ့နော်ဒီလိုဖြစ်တယ်ဘယ်လိုမျိုးဒါလေးကြည့်ပြီးတော့စစ်ဆေးပြီးတော့မှပြင်ပေးပါအောင်ပေါ့နော်ဒါလိုလေးတွားတောင်းလို့ရတယ်ဒါတော့ဒီတစ်ခါပုံကတော့ကျွန်တော်မြန်မာလိုရေးပြီးတော့မှထုတ်လိုက်တာပေါ့နော်ဒီမဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ reference image လေးထည့်ပြီးတော့မှပေါ့နော်ပုံထုတ်မယ်ဆိုလို့ရှိရင်ဘယ်လိုထုတ်ရမလဲဆိုတော့လေးကိုနားလည်လောက်ပြီးထင်ပါတယ်နော်ဒီလေးကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေခင်ဗျာ